မလိုချင်တာတွေကိုရနေမှုချစ်ခင်တဲ့သူတွေနဲ့ကိုယ်ကွင်းရမှုမချစ်တဲ့သူတွေနဲ့အတူနေရမှုစတဲ့ဒုက္ခတွေကိုဇက်တိုက်ရကြတယ်ဘုရားရှင်ကဒါကိုပဲဒုက္ခသစ္စာလို့ဟောကြားထားတော်မူပါတယ်ဆင်းရဲတရားဆိုတာအာမန်ပဂရိလူသားတွေအနေနဲ့မကြားချင်သောစကားပဲကိုယ်ဆင်းရဲခြင်းလည်းမကြုံချင်ဘူးစိတ်ဆင်းရဲခြင်းလည်းမကြုံချင်ဘူးဒါကြောင့်မလို့ဆရာတော်သမတော်များကစုပေးတဲ့အခါမှာလေကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကင်းဝေးပါစေလို့စုပေးကြအဲ့ဒီစုကိုလိုလားကြတယ်သို့တော်လည်းပဲဒီစုပေးလိုက်တာဟာအမှန်ကကိုယ်ဆင်းရဲခြင်းလည်းဝေးတယ်စိတ်ဆင်းရဲခြင်းလည်းဝေးတယ်ဆိုတဲ့နေရာဟာနိဗ္ဗာန်တစ်ခုပဲရှိတယ်နောက်တဲ့ခန္ဓာအသစ်တွေမရတော့ဘဲနဲ့ဘဝအသစ်ဖြစ်เสียမလို့တော့ပဲအာလုံးကိစ္စချုပ်တော်ပါမှကိုယ်ဆင်းရဲမှုကင်းသွားတာစိတ်ဆင်းရဲမှုကင်းသွားတာဘဝဒီဆက်ပြီးတော့ရနေသမျှကာလပတ်လုံးကိုယ်ဆင်းရဲခြင်းတွေကမကြုံကျင်လဲကြုံနေမှာပဲစိတ်ဆင်းရဲခြင်းတွေလည်းမတောင့်တလည်းရနေမှာပဲလူဆုံးစရိုက်ဆုံးအမျိုးစုံပြောင်းလဲဖောက်ပြန်တတ်သောလောကတဘာဝအခြေအနေဒီအရာတွေကကိုယ့်ကိုအမြဲတမ်းပြုံးနေစေမှာတော့မဟုတ်ဘူးပင်ကိုယ်တဘာဝကိုကလောကဆိုတာပြောင်းလဲဖောက်ပြန်တယ်ပင်ကိုယ်တဘာဝကိုကလူတွေရဲ့စိတ်နေသဘောထားတွေနဲ့တကွဖြစ်တည်မှုတွေဟာလည်းပြောင်းလဲဖောက်ပြန်တယ်ချစ်တော်သူဟာမုန်းတဲ့သူဖြစ်တတ်တယ်မုန်းတဲ့သူကလည်းချစ်ရတဲ့သူဖြစ်လာတတ်တယ်မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းကလည်းအနောက်ကနေပြီးတော့နောက်ကျောဓာတ်နဲ့ထိုးတဲ့ရန်သူဖြစ်နေတတ်တယ်ရန်သူလို့ထင်ရတဲ့သူကလည်းကိုယ့်ဘဝမှာစေတနာမေတ္တာထားနေတဲ့သူဖြစ်နေတတ်တယ်ကိုယ်နဲ့ပတ်သက်ရင်အမှန်ဘက်ကယက်တည်ပေးတဲ့သူဖြစ်နေတတ်တယ်အနည်းနေတဲ့သူကကိုယ့်အတွက်ကာကွယ်ဖို့မဖြစ်ပေမဲ့အဝေးနေသူကကိုယ့်ကိုကာကွယ်ပေးဖို့လူတွေဖြစ်နေတာလဲတွေ့ရင်တွေ့ရတတ်တယ်လောကဓမ္မဆိုတဲ့သဘောတရားဟာဒီအတိုင်းပဲမဖြစ်ချင်တာတွေဖြစ်ပြီးတော့ဖြစ်ချင်တာတွေမဖြစ်တဲ့ဘဝဖြစ်တယ်လိုချင်တာတွေမရဘဲနဲ့မလိုချင်တာတွေရနေတတ်တာလောကသဘာဝပဲအဲ့တော့သင်္ခါရတရားမှန်သမျှဟာဖြစ်ပြီးပြတ်တာပဲမမြဲကြဘူးအဲ့ဒီဖြစ်မှုပြတ်မှုနဲ့နှိမ့်ဆက်ခံနေရတဲ့သင်္ခါရတရားမှန်သမျှတို့ဟာချုပ်ငြိမ်းသွားမှငြိမ်းတာသူတို့အလုံးချုပ်ငြိမ်းပြီးတော့နိဗ္ဗာန်မျက်မှောက်ပြုတော့မှသာငြိမ်းတာဒီလိုမှမဟုတ်ရင်တော့လောကဓာတ်ကြမ်းတွေပဲမကြုံချင်လဲကြုံကြရမယ်ဒီဘဝမှာမကြုံရတဲ့သူဆိုတာလဲမရှိသလောက်ရှာမယ်ရှိခဲ့တယ်ဆိုရင်လဲသူ့ရဲ့အတိတ်ဘဝတွေတုန်းကကြုံဘူးထားတဲ့သူသာဖြစ်တယ်မိဘဆွေမျိုးသားသမီးစသည်တို့နဲ့ရှင်ကွဲကွဲခြင်းတေကွဲကွဲခြင်းကိုကြုံထားရပြီးတော့ရင်ကွဲအသေးကွဲဖြစ်ဖို့တဲ့သူတွေကြီးပဲဒီလိုမှကိုသွားကြတဲ့ပန်းနိုင်ကိုသွားနေရင်လည်းလိုရာမရောက်နိုင်ပဲဒုက္ခမျိုးစုံကိုရင်ဆိုင်နေရတဲ့သူမျိုးတွေလည်းအများကြီးပဲလမ်းကြောင်းဖြောင်းပြောင်းရှောက်နေပေမဲ့လို့ရှောက်တဲ့လမ်းကြောင်းဆက်ပြီးရှောက်လို့မရအောင်ဖြတ်စည်းတာနဲ့ကြုံရတဲ့သူလည်းမနေဘူးပဲဒီလောကကြီးတစ်ခုလုံးကိုချဲ့လဲနေတဲ့သဘောတရားတစ်ခုကမနာလိုခြင်းဝန်တိုခြင်းဆိုတဲ့သဘောတရားမနာလိုမှုတစ်ခုကြောင့်လူတစ်ယောက်ရဲ့ဘဝကိုဖျက်ဆီးပစ်လိုက်တဲ့အရာတွေလည်းများစွာရှိတယ်အပြစ်မြင်မှုကြောင့်လူတစ်ယောက်ရဲ့အောင်မြင်မှုကိုဖျက်ဆီးပစ်လိုက်တာမျိုးတွေလည်းကြုံရတယ်လူတစ်ယောက်ကောင်းစားတာကိုမမြင်နိုင်လူတစ်ယောက်အစဉ်ပြေနေတာကိုမကြည့်နိုင်ပဲနဲ့အဲ့ဒီကောင်းစားနေမှုအစဉ်ပြေမှုတွေကိုပျက်စီးသွားမှာဘယ်တော့ပျက်စီးသွားမလဲဒါကိုစောင့်ကြည့်တဲ့လူမျိုးကများတယ်ပင်ကိုအတွင်းအစ္ဆဒလောဘထူပြောသောသူများဒေါသထူပြောသောသူများ
မောဟမာနစတဲ့သဘောတရားတွေထူပြောနေတဲ့သူတွေရဲ့အလယ်မှာနေတဲ့သူမှန်သမျှဘယ်သူမှအန္တရာယ်